ခန်းဒီမြို့နယ်အတွက်ပြည်သူစစ်မှုထမ်းစင့်ခေါ်ရပြီးစကိုင်းတိုင်းဒေသကြီးအစိုးရဖွဲ့လူရည်ခွဲတန်းရအပတ်စဉ်တစ်ခုလေး6ဦးနှုန်းတတ်မှတ်ပေးထားကြောင်းသိရှိရပါတယ်ပြည်သူစစ်မှုထမ်းတွေပတ်သက်ရကျွန်တော်တို့လွတ်တော်ကိုယ်စားလှယ်များကျေးရွာများတို့ကွင်းစင်ရာတွေပြည်သူစစ်မှုထမ်းဥပဒေနည်းဥပဒေများကိုပြည်သူများသိရှိနိုင်ရရှင်းလင်းလက်ရှိပါတယ်ကျွန်တော်တို့ကိုယ်စားလှယ်များအနေဖြင့်ပြည်သူစစ်မှုထမ်းဥပဒေနည်းဥပဒေများကိုအများပြည်သူသိရှိနားလည်အောင်ရှင်းလင်းချက်ပြတော်လဲအုပ်ချုပ်ရေးအဖွဲ့မှပြည်သူစစ်မှုထမ်းဥပဒေနည်းဥပဒေများနဲ့ပတ်သက်ပြီးရက်ွက်ကျေးရွာများရှိပြည်သူများသိရှိအောင်ကြည်ကြဲပြန့်ပြန့်ရှင်းလင်းချက်ပြမှုအားနည်းနေသည်ကိုလက်လာသိရှိရပါတယ်မိမိတို့ကိုယ်စားလှယ်များအနေဖြင့်ပြည်သူစစ်မှုထမ်းစင့်ခေါ်ရတဲ့ဥပဒေနည်းဥပဒေများနဲ့အညီလှုပ်ဆောင်ရန်အုပ်ချုပ်ရေးအဖွဲ့များနဲ့အကြိမ်ကြိမ်ညီနိုင်ဆောင်ရွက်ခဲ့တော်လဲခန်းနှမြို့နယ်တွေအုပ်ချုပ်ရေးအဖွဲ့များမှပြည်သူစစ်မှုထမ်းဥပဒေနည်းဥပဒေများနဲ့မညီပဲအတင်းအဓမ္မဖမ်းဆီးမှုများလှုပ်ဆောင်နေသည်ကိုတွေ့ရှိရပါတယ်ဥက္ကဋ္ဌကြီးခင်ဗျာယခုအခါ2025ပါတီစုံအထွေထွေရွေးကောက်ပွဲမှသဆင့်ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနဲ့အတူလွှတ်တော်နှင့်ပြည်သူ့အစိုးရလည်းပေါ်ပေါက်လာပြီဖြစ်ပါတယ်ပြည်သူ့အစိုးရပေါ်ပေါက်လာပြီဖြစ်တော့လဲကျွန်တော်တို့ခန်းဒီမြို့မှာကတော့ပြည်သူ့စစ်မှုထမ်းအတွက်အတင်းအဓမ္မဖမ်းဆီးနေမှုများကြောင့်ပြည်သူများကြောက်လန့်စွာနဲ့နေထိုင်သွားလာနေရသည်ကိုစိတ်မသက်သာဖွယ်ရာမြင်တွေ့နေရပါတယ်ဥပဒေနဲ့မညီပဲလမ်းမပေါ်မြို့ဝင်ဂိတ်နဲ့လူနေအိမ်အထက်ထိဝင်ရောက်ပြီးဖမ်းဆီးနေခြင်းဟာပြည်သူ့စစ်မှုထမ်းဥပဒေနည်းဥပဒေများကိုကျော်လွန်လှုပ်ဆောင်နေခြင်းဖြစ်ပါတယ်ဖမ်းဆီးခံရသူအချို့မှာចောင်းသားများလည်းပါဝင်နေကြောင်းသိရှိရပါတယ်အခုလိုအတင်းအဓမ္မဖမ်းဆီးမှုကြောင့်ယခုအခါကျွန်တော်တို့ခန်းဒီမြို့ပေါ်မှာမြို့သားလူငယ်များမနေထိုင်ရကြတော့ပါဘူးရက်ွက်တွင်တာရေးနာရေးကိစ္စများဆောင်ရွက်ရာတွေတက်ကြီးအမျိုးသားများနဲ့အမျိုးသမီးများကသာဆောင်ရွက်လက်ရှိပါတယ်မြို့ပေါ်နဲ့မိဘပြည်သူများမှာနေ့စဉ်နဲ့အမျှကြီးလန့်စာစားနေထိုင်ကြရတာအမှန်ပြင်ဖြစ်ပါတယ်နေကျေးရွာများမှာမွေးလူနာများအရေးပေါ်လူနာများခန်းဒီမြို့ရှိဆေးရုံဆေးခန်းများတို့လာရောက်ရာတွေလူနာအဆောက်အကူများပါဖမ်းဆီးနေမှုများကြောင့်လူနာများစွာဒုက္ခရောက်နေရပါတယ်ထို့အတူအခြားနေမှာအရေးပေါ်ခီးတွားပြည်သူအမျိုးသားများတည်လဲခန်းဒီမြို့တော်လာရောက်ရန်စိုးရင်ကြောက်လန့်နေရပြီးအများပြည်သူအတွက်ဟန်တာကြီးတစ်ဖွဲ့ဖြစ်နေသည်ကိုစိတ်မကောင်းစွာလက်လာသိရှိရပါတယ်အပတ်စဉ်6ယောက်နှုတ်ဆိုတော့ငါလဲဆက်တိုက်ဖမ်းဆီးနေမှုအရာ6ယောက်နှုတ်ကျော်လွန်နေပြီးမတမာမှုများရှိနေတဲ့ကြောင်မြင်တွေ့နေရပါတယ်ခန်းဒီမြို့နယ်မှာပြည်သူစစ်မှုထမ်းကိစ္စလှုပ်ဆောင်ချက်များဥပဒေနည်းဥပဒေနဲ့မညီပဲဖမ်းဆီးနေခြင်းတွေဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်အခန်း1ပုံမှန်21ပုံမှန်ခွဲဂငယ်အခန်း8ပုံမှန်340ခုမှာအခွင့်အရေးများကိုထိခိုက်ရှုံးတကယ်တော့အစိုးရပေါ်ပြည်သူများရဲ့အယုံကြည်ရော့နေပြပြစေမှာဖြစ်ပါတယ်ပြည်သူများနေပြီးနိုင်ငံ၏ပြည်သူစစ်မှုထမ်းဥပဒေကိုလိုက်နာထမ်းဆောင်ရမည်ဖြစ်တော်လဲပြဋ္ဌာန်းထားသောပြည်သူစစ်မှုထမ်းဥပဒေနည်းဥပဒေများအတိုင်းသာလှုပ်ဆောင်ရန်ဖြစ်ပါကြောင်းတင်ပြပါတယ်ထို့မှသာနေမြေတွင်မလိုလားအပ်သည့်ပြဿနာများမပေါ်ပေါက်မှာဖြစ်ပါတယ်လေးစားပါတော့ဥက္ကဋ္ဌကြီးခင်ဗျာယခုအခါပြည်သူအစိုးရပေါ်ပေါက်လာပြီးဖြစ်တကယ်လို့ပြည်သူများစိုးရင်ကြောက်လန့်မှုမှကင်းဝေးစွာနေထိုင်ကြနိုင်ရေးအတွက်ခန်းဒီမြို့နယ်တွင်ပြည်သူစစ်မှုထမ်းစင့်ခေါ်ရ၌ပြည်သူစစ်မှုထမ်းဥပဒေနည်းဥပဒေအတိုင်းသာဆောင်ရွက်ပြီးကျော်လွန်ဆောင်ရွက်မှုများကိုမိကဲတို့ထိန်းညှိဆောင်ရွက်ပေးမိကိုသိရှိလိုပါကြောင်းပြည်သူများကိုစားဥက္ကဋ္ဌကြီးမှတစ်စစ်လေးစားစွာမြင်များတင်ပြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီစားပါတော့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖိတ်ကြားထားသောဧည့်သည်တော်များခင်ဗျာကျွန်တော်အနေနဲ့ဆက်လက်ပြီးတော့မှစကိုင်းတိုင်းဒေသကြီးခန်းဒီမဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကုံဝမ်းရဲ့မိကုံးပေါ်မှာရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ်ပြည်သူ့စစ်မှုထမ်းဥပဒေကို4ရက်17လ2010ရက်နေ့မှာနိုင်ငံတော်အေဂျင်တာအိုင်နဲ့ဘဝေးကောင်စီဥပဒေမှတ်29မြင်းဆောင်2010ဖြင့်ပြဋ္ဌာန်းခဲ့ပြီးတော့မှနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမိန့်ကြော်ငြာစာအမှတ်29မြင်းဆောင်2024အရ10ရက်လ2024ရက်နေ့မှာစတင်အာဏာတည်ခဲ့ပါတယ်ပြည်သူ့စစ်မှုထမ်းစင့်ခေါ်ရေးကိစ္စရပ်များကိုစနစ်ကျဆောင်ရွက်နိုင်ရေးအတွက်ပြည်သူ့စစ်မှုထမ်းစင့်ခေါ်ရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးတော့မှပြည်သူ့စစ်မှုထမ်းနည်းဥပဒေများအား23ရက်2015ရက်နေ့မှာကာကွယ်ရေးဌာနကထုတ်ပြန်ခဲ့ပြီးတော့မှပြည်သူ့စစ်မှုထမ်းစင့်ခေါ်ရေးဗဟိုအဖွဲ့ကနေပြီးတော့ကောင်စီအပါအဝင်တိုင်းဒေသကြီးနဲ့ပြည်နယ်စစ်မှုထမ်းစင့်ခေါ်ရေးအဖွဲ့များကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတိုင်းဒေသခရိုင်မြို့နယ်အဖွဲ့များအားဥပဒေနည်းဥပဒေများနဲ့အညီစနစ်တကျဖွဲ့စည်းအကောင့်တွေပေါ်ဆောင်ရွက်လျက်ရှိကြောင်းတင်ပြရပါတယ်ခန်းဒီခရိုင်ခန်းဒီမြို့နယ်ဟာရပ်ကွက်3ရပ်ကွက်ကြေးရွာအုပ်စု29အုပ်စုကြေးရွာပေါင်း81ရာပဲဖွဲ့စည်းထားရှိပြီးမြို့နယ်လူဦးရေ4382ဦးနဲ့ပြည်သူ့စစ်မှုထမ်းထမ်းဆောင်ရန်အကျုံးဝင်သူသက်18နှစ်မှ35နှစ်အတွင်းမြို့သား4900
68ဦးရှိပါတယ်ပြည်သူ့စစ်မှုထမ်းဥပဒေပုံမှန်15ကကြီးပုံမှန်ခွဲ1မှ6တိပါယာယီရွေးဆိုင်လျှောက်ထားနိုင်သည့်နိုင်ငံဝန်ထမ်း1598ဦးအခြားပြုစုစောင့်ရှောက်သူမရှိသောမြို့မိဘများကိုလူကျွေးနေရသူ620ဦးနှင့်ပညာသင်ကြားနေသောတက္ကသိုလ်ကောလိပ်ကျောင်းသား138ဦးကိုရင်ကတစ်ခုခုအမြဲတမ်းမတန်ဆွမ်းသူ116ဦးကျန်းမာရေးဦးစီးဌာနဤမှတ်တမ်းများအရငွေစေစွမ်းနေဆေးပြရန်မက်သရုံးစေးတောက်သုံးနေသူမျိုးသား208ဦးဖြစ်တဲ့အတွက်စုစုပေါင်း2988ဦးမှာလက်တလောစွန့်ခွာနိုင်ခြင်းမရှိကြောင်းသူများဖြစ်ကြောင်းစစ်ဆေးတွေ့ရှိရပြီးယနေ့ထိပြည်သူ့စစ်မှုထမ်းထမ်းဆောင်ရန်320ဦးဟာပြည်သူ့စစ်မှုထမ်းစစ်ခွန်နိုင်သူဥယျာဉ်မှာ1990ဦးသာရှိပြီးယနေ့ထိပြည်သူ့စစ်မှုထမ်းထမ်းဆောင်နိုင်ရန်320ဦးဟာဥပဒေနည်းဥပဒေများနဲ့အညီစစ်မှုထမ်းဆောင်နေဆောင်ရွက်ခဲ့ကြောင်းစစ်ဆေးတွေ့ရှိရပါတယ်ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့အညီစစ်မှုထမ်းရန်အကျုံးဝင်သူများအားဒီလန်တကျစစ်မှုထမ်းဆောင်နိုင်ရန်အတွက်မြို့နယ်ပြည်သူ့စစ်မှုထမ်းစစ်ကော်ရေးအဖွဲ့ဟာပြည်သူ့စစ်မှုထမ်းဥပဒေနည်းဥပဒေလုံထုံးလုံနည်းများကိုပြည်သူများသိရှိနားလည်နိုင်ရေးအတွက်ရက်ွက်ကြေးရအတင်းသို့ကင်းစင်တိပညာပေးဟောပြောခြင်းများကိုလည်းဆောင်ရွက်လျက်ရှိပါတယ်။ထို့ပြင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာနရုံး၌လမ်းစဉ်ပုံမှန်ပြုလုပ်တဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးများတွင်လည်း၎င်းခရိုင်မြို့နယ်ပြည်သူ့စစ်မှုထမ်းစစ်ကော်ရေးအဖွဲ့များကပြည်သူ့စစ်မှုထမ်းစစ်ကော်ရေးလုပ်ငန်းစဉ်များကိုဥပဒေနည်းဥပဒေများနဲ့ညီဆောင်ရွက်နိုင်ရေးအတွက်တိပညာပေးချပြရေးရှင်းလင်းခြင်းများကိုလည်းဆောင်ရွက်လျက်ရှိပါတယ်။ခရိုင်မြို့နယ်ပြည်သူ့စစ်မှုထမ်းစစ်ကော်ရေးအဖွဲ့ဟာရက်ွက်ကြေးရအုပ်စုများမှပြည်သူ့စစ်မှုထမ်းနည်းဥပဒေများအရပုံစံတစ်ဖြင့်ပြပို့လာသောပြည်သူ့စစ်မှုထမ်းဆောင်ရန်အကျုံးဝင်သူများ၏စီးရင်ပေါ်ခြေခံပြီးတော့မှစစ်မှုထမ်းရန်အရွယ်ရောက်သူများအဖြစ်မှတ်ပုံတင်စီရင်သွင်းရန်စစ်ခေါ်စာပုံစံ2များအားဖြန့်ဝေခြင်းစစ်မှုထမ်းရန်အရွယ်ရောက်သူဖြစ်မှတ်ပုံတင်စီရင်သွင်းသူကိုထုတ်ပေးရန်မှတ်ပုံတင်လက်မှတ်ပုံစံ5အားဖြန့်ဝေခြင်းမှတ်ပုံတင်လက်မှတ်ထုတ်ပေးသူများအနက်မှစစ်မှုထမ်းဆောင်ရန်အလှည့်ကျသူများအားစစ်ဆေးရန်စစ်ခေါ်စာပုံစံ6ဖြင့်စစ်ခေါ်ခြင်းများအားဥပဒေနည်းဥပဒေမှနဲ့ညီလိုက်နာဆောင်ရွက်လျက်ရှိပါတယ်စစ်မှုထမ်းဆောင်ခြင်းမှဆောင်ရွက်လူများဟာခြားဒေသသို့တင်းချောင်နေတိုင်းခြင်းများအားနီလန်မျိုးမျိုးဖြင့်လှုပ်ဆောင်လျက်ရှိကြောင်းသိသိတွေ့ရှိရတဲ့အတွက်ပြည်သူ့စစ်မှုထမ်းဆောင်ရန်တာဝန်ထမ်းဆောင်ရန်ဥပဒေနည်းဥပဒေများနဲ့အညီစင့်ခေါ်တဲ့အခါတာဝန်ရှိသူများအနေနဲ့မြေပြင်မှာခက်ခဲများစွာကြုံတွေ့ရကြောင်းလည်းတွေ့ရှိရပါတယ်။ထို့ကဲ့သို့တင်းချောင်သူများကိုတွားရောက်ရာလမ်းခင်းများတွင်စောင့်ကြည့်စင့်ခေါ်ခြင်းနေများတွင်ဝင်ရောက်စင့်ခေါ်ခြင်းများအားတာဝန်ရှိသူများကဆောင်ရွက်တဲ့အခါမှာလည်းများပြည်သူများအမြင်မှာအထမဖန်တီးခြင်းသဘောများမှုဖြစ်ကြောင်းတွေ့ရှိရပါတယ်။ခိုင်မြို့နယ်အတွင်းပြည်သူ့စစ်မှုထမ်းများစင့်ခေါ်ရမှာဥပဒေနဲ့ညီစစ်မှုထမ်းဆောင်ရန်လက်ကျသူများအားစစ်စင်ရန်စင့်ခေါ်ခြင်းတွင်သတင်းပေါ်ရန်ပြောခဲ့သူများရဲ့မြည်စင်းကိုမြို့ညွတ်ထွက်လုံခြုံရေးကိများမှာရက်ွက်ကြည့်ရအုပ်စုအုပ်ချုပ်ရေးများဖြန့်ဝေထားရှိပါတယ်။၎င်းမြည်စင်းနဲ့ပြည်သူ့စစ်မှုထမ်းရန်တင်းရှောင်သူများကိုမြို့ဝင်မြို့ထွက်စစ်ဆေးကိများတွင်စစ်ဆေးတွေ့ရှိနေ၎င်းရက်ွက်ကြည့်ရအုပ်စုတွင်နေမီလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးအတွက်အစင်းစစ်ဆေးချိန်များနဲ့စစ်ဆေးတွေ့ရှိတော်၎င်းပြည်သူ့စစ်မှုထမ်းဤဥပဒေများနဲ့ညီစစ်မှုထမ်းဆောင်ရန်စင့်ခေါ်လျက်ရှိပြီးစင့်ခေါ်ချိန်တွင်နောက်သတင်းပို့ရန်ပြောခဲ့သူ16ဦးရှိတဲ့အတွက်ကိုလည်းပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ညီအမှုဖွင့်အရေးယူနိုင်ရေးကိုလည်းဆောင်ရွက်ထားရှိရပါတယ်။အလို့တော်ကလေးမေးတဲ့မှာပါတဲ့ခိုင်ဒီမြို့နယ်အတွင်း9ရက်9လ2026ရက်နေ့မှာ73ရက်9လ2024ပြည်သူ့စစ်မှုထမ်းအတွက်အထမပန်းသီးကွန်ဆန်များနဲ့ပတ်သက်ပြီးတော့မှစစ်စစ်တဲ့အခါမှာဦးစာပါ9ဦးနဲ့ဆန်လင်းပြီးစစ်စစ်ခဲ့တဲ့အခါမှာဦးစာပါဦးဖို့ချလုံးဦးနောင်မိုင်ဦးစောဝင်းတို့4ဦးဟာပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ဤဥပဒေနဲ့ညီပြည်သူ့စစ်မှုထမ်းအမည်သူများပြည်စင်းကြောင့်ပြည်သူ့စစ်မှုထမ်းတင်တဲ့အမှတ်စဉ်25မှာတင်တန်းတက်ရောက်လျက်ရှိပါတယ်။ဦးတရားစုဟာတမန်တက်တဲ့ကျော်လွန်နေခြင်းဦးတန်းတို့အောင်ဦးရှိမြောင်နဲ့ဦးမင်းတန်းတို့ဟာလက်ရှိပညာနေတဲ့ကျောင်းသားများဖြစ်ခြင်းဦးညံမြင့်လိုက်ဟာမိကိုဖောက်တို့လုတ်ကြီးကင်လုတ်ကင်ကျွေးမွေးနေဖြစ်ခြင်းကြောင့်ဆိုပါ9ဦးကိုတမန်စုရတို့မပို့ဆောင်မီမှာမြို့နယ်စစ်မှုထမ်းစင့်ခေါ်ရေးအဖွဲ့မှမိဘအုပ်ထိန်းသူများထံစနစ်တကျပြန်လည်အနှံ့ဆောင်ရွက်ပေးကြောင်းတင်ပြရပါတယ်။ဆိုပါပြည်သူစစ်မှုထမ်းစင့်ခေါ်ရန်သူ9ဦးစီပုံစံ1ပါညီစင်းရေးတင်ထားရှိသူများဖြစ်ပြီးမြို့နယ်ပြည်သူစစ်မှုထမ်းစင့်ခေါ်ရေးအဖွဲ့မှပုံစံ2ဖြင့်စင့်ခေါ်ခဲ့ခြင်းဖြစ်ကြောင်းနဲ့ပြည်သူစစ်မှုထမ်းဥပဒေနည်းဥပဒေအညီဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးတော့မှပြည်သူစစ်မှုထမ်းရန်အထမဖန်တီးခေါ်ဆောင်ခဲ့ခြင်းမဟုတ်ပါကြောင်းစစ်စစ်ပြန်ကြားအပ်ပါတယ်။တို့ပြပါ၏ပြည်သူစစ်မှုထမ်းစင့်ခေါ်ရေးအဖွဲ့မှအဖွဲ့အစစ်စစ်အနေဖြင့်ဥပဒေနဲ့မညီသောစင့်ခေါ်မှုများမဖြစ်စေအတွက်အစစ်စစ်ကြမ်းမှတ်ဆောင်ရွက်ရှိပါကြောင်းနဲ့ဥပဒေနည်းဥပဒေများကိုကျော်လွန်ပြီးလုပ်ကိုင်ဆောင်ရွက်ပါကလည်းဖြစ်ရောက်စွာအေးအေးဆောင်ရွက်သွားလျက်ရှိပါကြောင်းကာဝင်းကြီးဌာနနဲ့စကိုင်းတိုင်းဒေသကြီးစွာဖွဲ့တို့ရဲ့ပေါင်းစပ်ဖြေကြားခြင်းများအရဥက္ကဋ္ဌကြီးမှတစ်ဆင့်ပြန်ကြားဖြေကြားတင်ပြပါ